ဣဒံမေပုံညာဘောရိညာဏတ္တပစ္စယောဟောတုမေဖျားတပိတော်တို့ဤဣဒံပုံညာဤသို့ယနေ့နိုဘယ်လင်းလက်ဤသုံးနှစ်ပြည့်မွေးနေ့၌စွမ်းခဲပွဲဘောဇင်ဓာတပဝိထုအဆုစုတို့ကိုနိဗ္ဗာန်ရည်မှန်းဥလမ်းပါ၏ရှင်ဘုရားဒီကောင်းမှုကုသိုလ်ကံစေတနာတို့သည်နိဗ္ဗာန်နတ္တနိဗ္ဗာန်ဤရာယောက်ျောင်းထောက်ပံ့ကောင်းသည်ဟောတုဖြစ်ပါစေတည်းကဲမိနစ်ကဲမိနစ်ရှင်ဘယ်လေးလဲနဲ့တော့မိခင်ဖခင်ကိုယ်ဖွားရေးဆွေမျိုးမိတ်တယ်ကအများပေါင်းပြီးဒီနေ့မှစ၍အသက်ရှင်ခြင်းဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းအစရှိသောစွမ်းကြိုး၅ပါးကိုရရှိခံစားရပါသည်ကျွန်ုပ်တို့ပြုသမျှကောင်းမှုကုသိုလ်မှန်သမျှတို့ကုသိုလ်အဖို့ကိုလည်းကျွန်ုပ်တို့နဲ့ထပ်တူထပ်မြတ်ရရှိ၍ကိုယ်စိတ်နှပြကျမ်းမှချမ်းသာပါသည်နှလုံးစိတ်ဝမ်းအေးချမ်းပါသည်ကြုံတွေ့နေရတော့ကြုံတွေ့လာမဲ့ဒုက္ခဆင်းရဲအခက်အခဲများယောဂဝေဒနာများဘေးဥပအန္တရာယ်ရန်သွယ်သွယ်တို့ကအစင်ထာဝရကင်းဝေးလွတ်မြောက်ကြ၍လူမှုရေးစီးပွားရေးကျန်းမာရေးအိမ်တော်ရေးပညာရေးနဲ့ဘာသာရေးသာသနာရေးလုပ်ငန်းများ၌လည်းတနေ့တခြားအသီးသာထင်ရှားစွာတိုးတက်အောင်မြင်အောင်ဆောင်ရွက်နိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါသည်နမောတတ္တသံဃာရှာသဗ္ဗညုယထာယဟုဩဒိတာရှိမ၍စေယတာဓာတုစေတိဓမ္မစေတိဩဒိတာစေတိပရိဘောဂစေတိတော်မြတ်တို့ဟာဝန္နခန္ဓာရတ္တသမဏအရှင်အနတ်တရားသာနှင့်ပြည့်စုံတော်မူသောနိဗ္ဗာန်ရာပစ္စယောဟောတုဣတိယဘုံရပါ